မင်္ဂလာပါဆီယမဂျူဤစစ်ပွဲများနဲ့အမှားအမှန်ဆိုတဲ့စာမူလေးကိုဖတ်ပြခြင်းပါတယ်ဂျွန်လာဟာစစ်နဲ့ဆက်သွယ်ပတ်သက်နေတယ်လားလို့ပြောရမလားမသိစီရေးစီရနဲ့နိုင်ငံရေးကိုကျမသိမသိနားမလည်ပေမဲ့ကျမသိသလောက်တော့စစ်တော်များများရဲ့အစနဲ့အဆုံးဟာဂျွန်လာမှာဖြစ်နေခဲ့တာသတိထားမိပါတယ်ပထမကမ္ဘာစစ်ကိုစစ်မီးမွေးပေးခဲ့တဲ့ဖာဒီနန်မင်းသားဖရန့်ဖာဒီနန်ကိုဆာယာရီဗူမှာလောက်ကျန်တပ်ဖြတ်မှုဟာဂျွန်လ28ရက်နေ့1914ခုနှစ်မှာဖြစ်ခဲ့တာပါမင်းသားဖာဒီနန်စိုက်မြိုက်ဂျွန်လ28ရက်နေ့မှာဘော့စနီးယားမြို့တော်ဆာရာယေဗိုကိုဘာဖြစ်လို့လာလဲရတယ်လဲဒါကိုစပ်တွေကရည်ရွယ်ချက်နဲ့စော်ကားမှုလို့သတ်မှတ်တယ်ဂျွန်28ရက်နေ့ဟာအစဉ်အလာရှိတဲ့ရက်ဖြစ်တယ်တဲ့1389ခုနှစ်ဂျွန်လ28ရက်တုန်းကရှေးဟောင်းဆပ်နိုင်ငံတော်ဟာတူရကီရဲ့သိမ်းပိုက်မှုကိုခံခဲ့ရတာတဲ့နှစ်ပေါင်းများစွာကြုံပြုခံရပြီးတဲ့နောက်တူရကီတွေကိုပြန်လည်လက်စားချေတော်လှန်ပြီးအောင်ပွဲခံခဲ့တဲ့ဒုတိယမြောက်ဘော်ကန်စစ်ပွဲနေ့ဟာလေဂျွန်လ28ရက်ပဲတဲ့ဒီရက်မှာလာလေတဲ့ဖိနှိပ်သူကိုစားပြုဖာဒီနန်မင်းသားကိုတတ်ဖို့ပို့ပြီးဆုံးဖြတ်ချက်ခိုင်မာစေတယ်လို့မှတ်တမ်းတစ်ခုမှဖတ်ခဲ့ရပူပါတယ်ပြင်သစ်ကဂျာမနီကိုလက်နက်ချအညံ့ခံတဲ့လက်မှတ်ရေးထိုးခဲ့တာလေဂျွန်လ21ရက်ပဲ1940ဒုတိယကမ္ဘာစစ်အတွက်ဂျာမနီကရုရှားကိုစစ်ကြေညာတာဂျွန်လ22ရက်ပဲ1941လို့သိရတယ်အဲ့ဒီတော့ကစစ်ကြေညာပုံကစနစ်ကြတယ်1941ခုနှစ်ဂျွန်လ22ရက်နေ့မှာဂျာမန်တန်မတ်ကြီးကဂျာမန်အစိုးရကစစ်ကြေညာတဲ့စာကိုရုရှားနိုင်ငံသားရေးဝန်ကြီးမိုလိုတော့ကိုပေးအပ်ခဲ့ပါတယ်ပေးအပ်တဲ့လူရောလက်ခံတဲ့လူရောနှစ်ယောက်လုံးစိတ်လှုပ်ရှားမှုကြောင့်ဖြူဖြော့သွေးဆုံနေခဲ့ကြတယ်နိုင်ငံသားရေးဝန်ကြီးကစစ်ကြေညာစာကိုစကားတခွန်းမှမပြောဘဲတိတ်ဆိတ်လက်ခံယူလိုက်ပြီးအဲ့ဒီစာပေါ်ကိုတကြွေးထွေးလိုက်တဲ့ပြီးတော့မှဆုတ်ဖြဲပစ်လိုက်တယ်အဲ့ဒီနောက်သူ့အတွင်းရေးမှုကိုခေါင်းလောင်းတီးပြီးခေါ်လိုက်တယ်ဒီကလူကြီးမင်းကိုအပြင်ပြန်ဖို့နောက်ဖေးပေါက်ရှိရာခေါ်သွားလိုက်ပါလို့ပြောလိုက်တယ်အဲ့ဒီတခဏကိုကျမစိတ်မှန်းနဲ့ခံစားကြည့်မိတာတော်တော်ကိုနေရကျက်သွားပါတယ်နောက်ထပ်စစ်ပွဲတွေအစဉ်အလာအဖြစ်ပြက်တွေတော်တော်များများဂျွန်လမှာဖြစ်ခဲ့ပါသေးတယ်ဥပမာနော်မန်ဒီကမ်းခြေကိုတက်တိုက်ခဲ့တဲ့ဒီဒေးလို့ခေါ်တဲ့စစ်ပွဲဟာဂျွန်လဆန်းမှာဖြစ်ခဲ့တာပါရေတပ်နဲ့တက်ခဲ့တာကဂျွန်လ4ရက်လေတပ်ကနေစစ်တပ်တက်ခဲ့တာဟာဂျွန်လ6ရက်စသဖြင့်မို့နောက်ပြီးဗြိတိန်နဲ့အာဂျင်တီးနားနိုင်ငံနှစ်ခုကြားမှာဖောက်လန်ကျွန်းစုကိစ္စကြောင့်စစ်ဖြစ်ခဲ့ရတဲ့ဖောက်ကလန်စစ်ပွဲအဆုံးသတ်ခဲ့တာဂျွန်လ14ရက်1982ခုနှစ်ပါအခု2002ခုနှစ်ဂျွန်လမှာလဲတချို့နေရာတွေမှာအရင်ကစတင်ခဲ့တဲ့စစ်မီးဆက်လက်လောင်ကျွမ်းနေခိုင်တချို့နေရာတွေမှာစစ်မီးစပြိုးလောင်ကျွမ်းလာပြီးဆိုတာကျွန်မခံစားနေရတယ်စစ်ဆိုတာကြောက်စရာပါစစ်မှန်သမျှနှစ်ဖက်လုံးကိုနာကျင်ထိခိုက်စေတာကြီးပါပဲဒါပေမဲ့မလွဲရှောင်တာတဲ့အခါနိုင်ငံတွေဟာစစ်ဖြစ်ကြရတယ်။ရေဘူးရလက်ခံထားကြတာကတော့စစ်နှမျိုးရှိတဲ့ကျူးကျော်စစ်နဲ့ခုခံစစ်တဲ့ကျူးကျော်စစ်ကအမှားခုခံစစ်ကအမှန်ဆိုတဲ့ဆိုရိုးစကားဟာအမြဲတမ်းမှန်ကန်နေမှာလားကျူးကျော်သူလို့သတ်မှတ်တဲ့ကိစ္စမှာပြီးခဲ့တဲ့သမိုင်းအစဉ်ဆက်ဖြစ်ရတွေကိုပြန်လှန်ကြည့်ဖို့လိုသေးသလားဥပမာ1918ခုနှစ်တုန်းကဂျာမနီကပြင်သစ်ကိုစစ်ရှုံးအညံ့ခံတဲ့လက်မှတ်ကိုရေးထိုးခဲ့တဲ့နေရာအတိအကျမှာပဲ1940ပြည့်နှစ်ရောက်တော့ပြင်သစ်ကဂျာမနီကိုစစ်ရေးအရာအညံ့ခံတဲ့လက်မှတ်ရေးထိုးရပြန်တယ်။အဲ့ဒီနေ့ကဟစ်တလာရဲ့မျက်နှာမှာအောင်နိုင်သူရဲ့မှန်တဲ့အတူခါတီးတဲ့အမုန်းတရားနဲ့လက်စားချေခြင်းရဲ့ကျေနပ်မှုကိုပါတွေ့နေရတယ်လို့လက်မှတ်ထိုးပွဲမှာတက်ခဲ့တဲ့မျက်မြင်သက်သေရဲ့မှတ်တမ်းတစ်ခုမှဖတ်ခဲ့ရပါတယ်။အခုဖြစ်နေတဲ့အာရပ်နဲ့အစ္စရေးစစ်ပွဲမှာဘယ်သူကအမှားဘယ်သူကအမှန်လဲ
အခုဖြစ်နေတဲ့ပါကစ္စတန်နဲ့အိန္ဒိယအကြားကက်ရှမီးယားပြဿနာမှာဘသူကအမှားဘသူကအမှန်လဲအမေရိကန်ကအီရတ်ကိုအကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲဖြစ်ဝင်တိုက်လာခဲ့ရင်ဘသူကအမှားဘသူကအမှန်ဖြစ်မှာလဲအမှားဆိုတာရှိရောရှိသေးလို့လားလူတပ်ပေါင်းများစွာဆုံးရှုံးတည်ကြရတဲ့ကြောက်ရွံ့ထိတ်လန့်စရာစစ်ပွဲတွေရဲ့အမှားပလိုက်မှုကိစ္စကိုမဆိုထားနဲ့အသေးဖွဲလို့ဆိုရမယ်ပြဿနာအရေးခင်းတွေမှာတော့အမှန်နဲ့အမှားဟာတော်တော်ရောထွေးနေခဲ့ပါပြီတလောလုံးကကျွန်မအစေးတစ်ပုဒ်ဖတ်လိုက်ရတယ်မက်ဂရင်းဖီဆိုတဲ့အမေရိကန်စာရေးဆရာမသတင်းစာဆရာမအက်ဒီတာရေးခဲ့တဲ့ Why Nothing is Wrong Anymore ဆိုတဲ့ essay ပါသူတို့စီမှာနောက်ပြီးတစ်ကမ္ဘာလုံးမှာမှားလိုက်တာဆိုတဲ့ကောက်ချက်မရှိတော့ဘူးတဲ့ဒီခေတ်မှာမကောင်းမှုအကြောင်းပြစ်မှုအကြောင်းရာဇဝတ်မှုအကြောင်းပြောကြဆိုကြတဲ့အခါမှားတယ်ဆိုတဲ့စကားလုံးကိုသူ့အနေနဲ့မကြားရတော့တဲ့လောက်ပဲတဲ့မှားတယ်ဆိုတာမရှိတော့ဘူးလားသူကတော့လူတွေရဲ့အပြုအမူနဲ့အချက်လက်နဲ့မှတ်ချက်စကားတွေကိုလေ့လာပြီးessayရေးတာမှုစိတ်ဝင်စားစရာကောင်းတဲ့အမြင်ပါပဲအရင်ကဆိုရင်သူတစ်ပါးပစ္စည်းခိုးယူတာမှားတယ်လို့ရဲရင်ကောက်ချက်ချကြတယ်အခုတော့အမှန်နဲ့အမှားဆိုတဲ့နှိုင်းယှဉ်မှုနေရာမှာအမှန်နဲ့တခြားတစ်ခုခုကိုအစားထိုးနှိုင်းယှဉ်လာတာတွေ့ရတယ်အဲ့ဒီတခြားတစ်ခုခုဟာအမှားဆိုတဲ့စကားလုံးကိုရှောင်ဖယ်ခြင်းလို့အခြေအနေအရသုံးလိုက်တာပါပဲဥပမာ1အမှန်နဲ့မိုက်မဲမှုလူတစ်ယောက်ကမကောင်းမှုတစ်ခုခုကိုကျူးလွန်လိုက်တယ်အဲ့ဒီလူကကိုသိတယ်ကိုနဲ့သဘောထားတူတဲ့လူဖြစ်နေတယ်အဲ့ဒီအခါမှာလူတွေကဒီလောက်မှဒီကောင်မှားလိုက်တာလို့ကောက်ချက်မချပဲဒီကောင်တော်တော်မိုက်တာပဲလို့ကောက်ချက်ချတယ်ဒါမျိုးပေါ့ငါဖြင့်ဒီကောင်ဒီလိုလှုပ်လိုက်တာကိုဘလို့မှနားမလည်နိုင်တော့ဘူးပေါ့ဝါတာဂိတ်အရေးခင်းမှာအဲ့ဒီလိုဖြစ်ရတွေဖြစ်ခဲ့တယ်အပြစ်ရှိတယ်ဆိုတဲ့စကားကိုအကြောင်းကြောင်းနဲ့လူတွေဟာပြောမထွက်ကြဘူးဥပမာနဲ့အမှန်နဲ့ဥပဒေထဲမှာမပါဝင်ခြင်းကိစ္စတယောက်ယောက်အပြစ်ရှိတယ်မှားတယ်လို့လက်ညှိုးထိုးဆွဆွဲဖို့ကိစ္စမှာခေါင်းရှောင်ပြီးတော့စီရင်ထုံးဥပဒေထဲမှာဖွဲ့စည်းပုံဥပဒေထဲမှာမပါတဲ့ကိစ္စတစ်ခုကိုလုံးမိသွားတာလို့ကောက်ချက်ချတာမျိုးပေါ့ဥပမာ3အမှန်နဲ့စိတ်မချမ်းသာမှုစိတ်ပိုင်းဆိုင်ရာဖောက်ပြန်ချို့ယွင်းမှုကြောင့်တစ်ခုခုပြစ်မှုကိုကျူးလွန်လိုက်မိတာဆိုတဲ့အမြင်မျိုးပါပဲဒီနေရာမှာအမှန်နဲ့အမှားလို့သုံးနှုန်းလို့မရတယ်လို့ဖြစ်နေတယ်သူနေမကောင်းလို့လုံးမိတာပေါ့တနာညာတာမှုလေးနည်းနည်းဆွတ်နေတယ်လို့ပဲဒါပေမဲ့တခုရှိတာကအပြစ်မှန်မသိလို့လုံးမိတာဟာအမှားမဟုတ်ဘူးဆိုရင်ရှစ်နှစ်အရွယ်ကလေးတယောက်အပြစ်ကျူးလွန်တာအမှားမဟုတ်ဘူးလို့ဆိုနိုင်သလားဒါဖြင့်ယူးကြောင်မူးကြောင်လူတယောက်အများတိခိုက်အောင်ထင်ရမြင်ရရှောက်လို့ရင်မမှားဘူးလို့ဆိုရမလားတော်တော်စဉ်းစားရခက်တဲ့ပြဿနာပါပဲဥပမာလေးအမှန်နဲ့အဲ့လိုဖြစ်เสียပဲကိုဆိုတဲ့အမြင်ဒါကတော့ပါးကြိုက်လို့နားကြိုက်တယ်ဆိုတဲ့အခြေခံသဘောမျိုးပါပဲလူတစ်ယောက်ကတခြားတစ်ယောက်ကိုတွားရန်စမိတယ်ဒုတိယလူကပထမလူကိုပြန်လက်စားချေရင်လက်လွန်သွားတယ်ဘသူကအမှန်လဲဘသူကအမှားလဲပြန်လက်စားချေရင်လက်လွန်သွားပြီမဲ့ဒါကိုအမှားလို့ယူဆတဲ့သူနည်းလိမ့်မယ်တွားရန်စတာကိုလို့မှတ်ချက်ချတဲ့သူကများမလားမသိပါဘူးပြစ်မှုရဲ့အတိတ်နဲ့ကိုမကြည့်ပဲစသူနဲ့တုံ့ပြန်သူကိုပဲကြည့်တဲ့အခါမှာအမှားဆိုတဲ့စကားလုံးအစားဒီလိုဖြစ်တာအံ့ဩစရာမဟုတ်ပါဘူးဆိုတဲ့စကားပဲသုံးကြတာပေါ့ဒီအဖြစ်မျိုးကိုအစုလိုက်အပြုံလိုက်အပြန်အလှန်တပ်ဖြတ်မှုတွေမှာတွေ့ရတယ်စစ်ပွဲတွေမှာတွေ့ရတယ်ဥပမာကအမှန်နဲ့ရှုပ်ထွေးမှုရှုပ်ထွေးတယ်ဆိုကြတဲ့ကကောက်ချက်ချလို့မရအောင်ဆုံးဖြတ်ရခက်နေတယ်လို့ယူဆလို့သုံးနှုန်းတဲ့စကားပေါ့ပြဿနာတစ်ခုကိုအဆရှာများတဲ့အခါဘယ်သူမှားတယ်လို့ထောက်ပြဖို့ဘယ်သူမှမရဲဝံ့ဘူးဒီအခါမှာဒါကတော့ငါတို့မမီအောင်ရှုပ်ထွေးလာပါတယ်လို့ပြောကြတာပါပဲဖြစ်နိုင်တာကတော့ကဘာကြီးမှာရှိတဲ့လူသားတွေရဲ့အတန်ဟာပိုတိုးတိမ်ပြီးပိုငြိမ်သက်လာခဲ့ပြီပဲထင်ပါရဲ့11 News Volume 1 Number 44
26ရက်6လ2002ခု